ကားဖြစ်ဆိုင်ခဲ့ဖြစ်စနိုးပြီးချင်းတန်းမောင်းထွက်သွားတတ်တဲ့အချင်းရှိလားဒါဆိုရင်တော့ဒီအချင်းလေးကိုနည်းနည်းပြင်းကြည့်ဗျာညအိတ်ရထားပြီးမနေ့စောစောအလုပ်သွားဖို့ထားတဲ့အချိန်တို့အလုပ်ရောက်လို့တနေကုန်ရထားပြီးညနေမှပြန်နှိုးတဲ့အချိန်တို့အင်ဂျင်အေးနေတဲ့အချိန်တွေကိုပြောတာပေါ့နော်ကိုကစီးလာပြီးခဏတစ်ဖြုတ်ရထားတဲ့အင်ဂျင်ကအပူချိန်ရှိနေသေးတယ်ဆိုရင်တော့ကိစ္စမရှိပါဘူးဘယ်အင်ဂျင်ပဲဖြစ်အင်ဂျင်တစ်လုံးမှာလိုအပ်တဲ့အပူချိန်ဆိုတာရှိပါတယ်ဒီအပူချိန်ကိုရောက်မှအင်ဂျင်တစ်လုံးကကောင်းကောင်းအလုပ်လုပ်တာပါကျွန်တော်လူသားတွေတောင်ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုသွေးပူလေ့ကျင့်ခန်းဆိုတာကိုအရင်လုပ်ပေးရပါတယ်အင်ဂျင်တစ်လုံးကလည်းအလိုပဲပေါ့နော်အိပ်ပျော်နေတဲ့လူတယောက်ကိုဟိအောင်ထပြေးဆိုဂမှုရှူလို့ထားပြေးရတဲ့ပုံစံမျိုးဖြစ်နေတတ်ပါတယ်ကျွန်တော်တို့ရဲ့အိတ်ချင်မှုတုအခြေအနေမှာခန္ဓာကိုယ်ကပြေးလွှားဖို့တွေမပြင်ဆင်ရသေးပါဘူးအစင်အသင့်မဖြစ်သေးဘူးပေါ့နော်အင်ဂျင်တစ်လုံးကလည်းအဲ့လိုပဲဆက်ဆက်နိုးချင်းအနည်းဆုံးစက္ကန့်30ကနေအများဆုံး9မိနစ်လောက်ထိစောင့်ပေးရတတ်ပါတယ်သူ့ရဲ့လှုပ်ဆောင်မှုတွေပုံမှန်ချင်းတွေရောက်ဖို့အတွက်အချိန်တစ်ခုပေးရတယ်ပေါ့နော်အင်ဂျင်တစ်လုံးအရန်အေးနေတဲ့အချိန်မှာခက်ကြမ်းကြမ်းခိုင်းလိုက်မိရင်ဘာတွေဖြစ်တတ်လဲဆိုတော့ ECU လို့ခေါ်တဲ့ကွန်ပျူတာအုံနောက်က အင်ဂျင်ကိုလိုအပ်တဲ့အပူချိန်ရဖို့အတွက်မီးပေါအောင်များများပေါအောင်လို့ဆိုပြီး CO များများပို့ဖြန်းပေးတတ်ပါတယ်ဒီအချိန်တွေမှာမောင်းလိုက်ရင်ပိုပြီးစီစားတယ်ပေါ့နော်အင်ဂျင်ဝိုင်ရောက်ဖို့လိုအပ်တဲ့စိတ်ပိုင်းတွေကလည်းဆဆနိုးချင်းမှာအင်ဂျင်ဝိုင်မရောက်သေးတဲ့အတွက်ခုခေတ်စကားနဲ့ပြောရရင်အချင်းချင်းပုတ်တိုက်မှုတွေဖြစ်ပွားပြီးတော့မြန်ပျက်စီးနိုင်တာပေါ့ဗျာလောင်စာဆီတွေအပြည့်အဝမလောင်ကျွမ်းနိုင်ရင်လည်းအင်ဂျင်ဝိုင်ထဲကိုရောပြီးတော့အင်ဂျင်ဝိုင်ရေသွေးကျဆင်းမှုဖြစ်နိုင်ပါတယ်အင်ဂျင်ဝိုင်ထဲကိုမရောဘူးဆိုရင်တော့ကာဗွန်ကြိုးတွေဖြစ်ပေါ်နိုင်ပြီးများလာတဲ့အခါမှာမလိုအပ်တဲ့စိတ်ပိုင်းတွေကိုဒုက္ခသွားပေးတတ်တယ်ပေါ့နော်ကားတစ်စီးမှာဟိဂိတ်ကိုကြည့်လိုက်ရင်အလက်တဲ့မှာမတ်နေတဲ့အနေထားဒါပုံမှန်အပူချိန်လို့ခေါ်ပါတယ်သူ့ရဲ့လိုအပ်တဲ့ရှိနေရမယ့်အပူချိန်ပေါ့နော်ဒီအနေထားကိုမရောက်ခင်မှာ RPM ခပ်ပြင်းပြင်းမနှင်းမဲနဲ့ပုံမှန်အချိန်လေးနဲ့ပဲမောင်းသင့်ပါတယ်စာနိုးချင်းမှာတော့မဖြစ်မနေစက္ကန့်30လောက်တော့အနည်းဆုံးစောင့်ပေးကြပါတော့ကားဖြစ်ဆိုင်ခဲ့ဖြစ်ပါဒါလည်းအင်ဂျင်တက်တန်းကြာရှည်ဖို့အတွက်လိုအပ်တဲ့အဓိကအချက်တစ်ခုမလို့ပါရမ်းအေးတဲ့ဒေသတွေမှာဆိုရင်တော့10မိနစ်2မိနစ်လောက်ထိစောင့်ပေးသင့်တယ်ပေါ့နော်ဟိဂိတ်ကလေးနည်းနည်းလှုပ်လာပြီဆိုမှမောင်းပေါ့ဗျာစနိုးပြီးချင်းရူးဆိုမောင်းလိုက်တဲ့အကျင့်ကိုတော့ပြင်တာပိုကောင်းတယ်ဗျကိုကားတို့ကိုဆိုင်ကယ်တို့ပြင်ရင်ကိုပဲပြင်ရမှာလေဗျာဒါလေးတွေတီးထားတာလည်းအကျိုးမရောက်ပါဘူးကိုကအရေးကြီးလို့ချက်ချင်းမောင်းထွက်ဖို့လိုရင်တော့ဆက်စားချင်းမှာတော့ပုံမှန်အချိန်လေးနဲ့ပဲမောင်းနေပါတယ်လုံလောက်တဲ့အပူချိန်လောက်ရောက်ပြီဆိုမှခပ်ပြင်းပြင်းနင်းပေါ့နော်ဒါလည်းအင်ဂျင်တက်တန်းကြာရှည်ဖို့အတွက်အဓိကချက်တစ်ခုမလို့ပါအရန်အေးလုံးနေလဲဒုက္ခပေးတတ်တယ်လို့အရန်ပူလုံးသွားပြန်ရင်လည်းအင်ဂျင်ဒုက္ခပေးတတ်တယ်ဗျအရန်ပူလို့ဖြစ်တဲ့ပြဿနာပိုဆိုးတယ်ဗျအင်ဂျင်တစ်လုံးလုံးပျက်စီးသွားတဲ့အနေအထားတွေရောက်သွားနိုင်ပါတယ်ဟိုးအရင်တော့ခေဟောင်းအင်ဂျင်တွေမှာဆိုရင်ဟီတက်ပြီးတိုးရသွားတဲ့အင်ဂျင်တစ်လုံးကပစ္စတင်တွေကစလစ်ထဲမှာကျက်သွားတဲ့အနေအထားတွေဖြစ်သွားဘူးလေပေါ့နော်ရိုက်ထုတ်တာတော့မကျွတ်တော့ဘူးဗျာအင်ဂျင်တစ်လုံးကအရန်ပူလာရင်ဘာတွေဖြစ်တတ်လဲဆိုတော့စီလိုင်းရေလိုင်းနဲ့လေလိုင်းတွေရောထွေးမသွားအောင်အလုပ်လုပ်ပြီးတဲ့ gasket ဆိုတဲ့ကောင်အရင်ဆုံးပြတ်တတ်ပါတယ်ဟီတက်လို့ gasket ပြတ်သွားတယ်ဆိုတာကြားဘူးကြမှာပါအင်ဂျင်ဝိုင်ဆိုတာရေရောလို့မရဘူးပေါ့နော်ရေရောတာနဲ့ဒီကောင်ပြတ်တာပဲအင်ဂျင်ဝိုင်ကရေနဲ့တွေ့ရင်အဖြူရောင်နုနှစ်အောင်ပြောင်းသွားတတ်ပါတယ်ဒါဆိုသေးကြပါလေ gasket ပြတ်ပြီးတော့တနေရာမှာရေလိုင်းနဲ့စီလိုင်းရောနေပြီပေါ့နော်ကားတစ်စီးကမီးခိုးအဖြူတွေအရန်ထွက်နေပြီဆိုရင်လဲဒါ gasket ပြတ်တဲ့လက္ခဏာပဲပေါ့နော်ဒီထက်ပိုဆိုးတဲ့ပြဿနာကတော့အပူချဲ့ထွင်ခြင်းဖြစ်တဲ့ကြောင့်တတ်ထုတွေအလုံးမင်းပွားတက်လာပြီးပစ္စတင်မှာပတ်ထားတဲ့ ring တွေပျက်စီးတတ်တယ်အကြီးအကျယ်ပုတ်တိုက်မှုတွေဖြစ်ပွားပြီးတော့ဆလင်ဒါနေရန်တွေစလစ်တွေပျက်စီးနိုင်တယ်ပေါ့နော်ဒါဆိုရင်တော့ပြင်ဆင်စရိတ်ကမနှဲတော့ပါဘူးဗျပျက်စီးဆုံးရှုံးမှုပိုကြီးရယ်ပေါ့နော်ဘားတွေကောက်လာမယ်ဘားတွေကောက်လာရင်ဘာဖြစ်လဲဆိုတော့လုံလောက်တဲ့ပိတ်ဆို့မှုများတော့ပဲနဲ့အင်ဂျင်အဆွဲယုံတော်တော်ကြာသွားမယ်ပေါ့နော်ဒီထက်ဆိုးတဲ့ပြဿနာတွေလည်းဖြစ်နိုင်ပါသေးတယ်ဒါကြောင့်ကားမောင်းနေတဲ့အချိန်မှာအင်ဂျင်ရဲ့ဟိဂိတ်ကိုလည်းတစ်ခါတရံလေးမှစစ်ဆေးပေးဖို့လိုအပ်ပါတယ်အကျင့်လေးလှုပ်ထားပါဗျာကျွန်တော်တို့ကကားကြီးတွေမောင်းခဲ့တာဆိုတော့အရင်တော့ကားတွေဆိုတာအခုခေတ်ကားတွေလိုမဟုတ်ဘူးဗျဒီဟိဂိတ်ကိုပဲကြည်ပြီးမောင်းနေရတဲ့အချိန်ကြီးဆိုတာရှိခဲ့ဦးတယ်ဗျတက်လာရင်ဒီဟိဂိတ်ကိုရင်တမနဲ့ကြည်ပြီးမောင်းရတဲ့အနေထားပေါ့နော်အရသာတောင်ရှိပါသေးတယ်အတက်ရင်ဒီကောင်ကဘောထောင်တက်လာတယ်အစင်းလို့ရှိရင်ဒီကောင်ကအောက်ထိထိုးဆင်းသွားတယ်ပေါ့နော်အင်ဂျင်တစ်လုံးကသူ့ရဲ့ပုံမှန်အပူချိန်မှာပဲကောင်းကောင်းမွန်မွန်အပြည့်အဝအလုပ်လုပ်တာပါအရန်အေးနေတဲ့အခြေအနေကလည်းအင်ဂျင်တွေမကောင်းသလိုအရန်ပူလွန်းရင်လည်းအင်ဂျင်ကိုပိုပြီးပျက်စီးစေနိုင်ပါတယ်ဒါလေးတွေကလည်းကားတို့ဆိုင်ကယ်တို့ရှိထားရင်ဂရုစိုက်ရမယ့်အရာလေးတွေပေါ့နော်ကားတစ်စီးဟိအရန်တက်လာပြီဆိုရင်ချက်ချင်းဘေးလွတ်ရာကိုဆင်းပြီးကားကိုချက်ချင်းရပ်လိုက်ပေါ့နော်အင်ဂျင်ကိုဆက်မနှိုးထားရပါဘူးပိတ်ထားရမှာပေါ့နော်ဒီအရန်ပူနေတဲ့အချိန်မှာရေတန်းကြီးအဖုံးကိုသွားပြီးမပွင့်မို့လည်းဂရုစိုက်ပါလူကမတော်တဆထိခိုက်တတ်တယ်ပေါ့နော်ရေနှင်းငွေတွေဖောင်းဆိုပေါက်ပြီးတော့အင်ဂျင်ဆက်ဖုံးကိုလှတ်ထားပြီးတော့အေးခံလိုက်ဗျာအေးခြေပြက်လက်ပြက်နားပလိုက်အေးသွားပြီဆိုမှလိုအပ်တာတွေလိုက်လို့ပေါ့နော်ရေလိုင်းကိုအဓိကဆက်ရမှာပေါ့အင်ဂျင်ပူတယ်ဆိုတာရေချောင်းဖြစ်တာဆိုတော့ရေဖြည့်ဖို့လိုရင်ရေဖြည့်ရေလဲအောင်ပန်ငါကြိုးတွေပြတ်နေလားအဲ့ဒါတွေကြည့် radiator ဆိုတဲ့ရေတိုင်ကြီးမှာလဲမိုက်တိုက်တွေပိတ်နေရင်လေဝင်လေထွက်မကောင်းမနဲ့ heat တက်ပါတယ်ဒါဆိုရင်လဲရေတိုင်ကြီးကိုကျွမ်းကျင်တဲ့သူဒီမှာသွားဆေးပေါ့နော်လမ်းခီးမှာအဆင်ပြေကြပါသည်ဗျာ